အမလေးလေးဈေးဝယ်သူတွေကလည်းမမသွားသိနေကြလည်းမသိဘူးတရားမဟိုပေါ်မလာဘူးလာမှာပေါ့ဖြူဖြူရဲ့အလုတ်စင်းတဲ့ချိန်ကျရင်လာမှာပေါ့လာမပဲအဆင်ပြေမယ်မအေးရဲ့အမေတို့စော်ကြရအမကြီးမိရလောက်လာရတာမောင်လေးကြောက်စီကလည်းနဲတာမဟုတ်တော်သေးတယ်ပတ်စံလေးတားနိုင်နေလို့အမလေးဖြူဖြူရဲ့ညီမတို့ကမှတော်သေးတယ်ရွှေနဲ့ငွေနဲ့အမမလေးဒီကစုံရလေးရောင်းပြီးတော့ခလေးចောင်းထားနေရတာကျမ်းမာရေးကလည်းမကောင်းတခါတလေကြလို့ရှင်ပတ်စံနေပါလေသူများစီမှာတော့လိုက်ချီးငားနေရတာရဲ့အမလေးပြောရေးဆိုရင်လည်းကြားတော့ပြန်လာပြီဟိုမှာသမီးလေးပြန်လာပြီလားသမီးဘာလုပ်ကူရမလဲမလုပ်ပါနဲ့သမီးရဲ့ငါသမီးလေးတွေ့မှန်းနေပါပြီအเจ้าကပြန်လာလားမမေမောက်စားစားပါသမီးလေးစားသမီးလေးစားသမီးစားပြီလားစားပြီလားစားပြီလားမစားသေးဘူးမစားသေးဘူးမမေကိုကြွေးတာလားဒီမလိုက်တဲ့သမီးရဲ့အမလေးဟုတ်ပါဘာကောင်းလားဘာမှလည်းမို့မဟုတ်လားမမသားဝယ်ရသေးဘူးနောက်မှပဲသားဝယ်ပြီးတော့မယ်အော်ဒီမှာအမိုက်တွေသွားပြည့်ပေးအောင်မမအားလို့ကိုကပြည့်နင်တို့တွေကလည်းပြောမရဆိုမရနဲ့ဘာမှလည်းခိုင်လို့မရအောင်ဖြည်းဖြည်းညီမလေးအမကိုပတ်စံနေနေတော့ပေးကြည့်ပါလားညီမလေးအမဆိုင်ကနေရလေးပေးတယ်မရှိဘူးပါအမရဲ့ကိုကလည်းကိုတော့ကိုအဆင်မပြေတာအမဘလို့ပေးချရမှာလဲအမတည်တည်တပြန်ဆက်ပါမယ်ညီမလေးရဲ့စားမယ်လုံးမနေနဲ့အမတော့ဒီလောက်အဆင်မပြေတာဘလို့ပြန်စားပါလဲရှိလည်းမပေးချင်းနိုင်ပါဘူးတော့မကြည့်ပါကြောစားရည်အေးနားမသားဝယ်ပေးမယ်နင်ကလည်းတစ်မျိုးဟိုဟာလည်းတစ်မျိုးဘာတွေလဲမသိအရန်လာတယ်နော်အမနဲ့ဆိုရန်လိုက်မှာဒါလေးကမလေးလည်းကြည့်နော်မလေးဟိုမှာကြည့်ပေးလိုက်ပါဦးဒီမလေးဆိုင်ကတော်ရောင်းကောင်းတာပဲနော်ကဲပြောပါဦးဘလောက်တောင်စုမိနေပြီလဲဒီလိုပါပဲမရဲ့အမေဆုံးသွားကြတဲ့ကစူးစမ်းပြီးအလုပ်လုပ်ခဲ့လို့ခုလိုအဆင်ပြေရတာပါစေတနာပေါ့ဒါကြောင့်အကျိုးပေးတာနေပါပါမရဲ့စေတနာကောင်းတဲ့ညီမလေးညောင်းကောင်းပါစေနော်ကဲအမသွားလိုက်အောင်မယ်နော်ဟုတ်ကဲ့ပါမဘေးဆိုင်သွားတော့မဟုတ်ကဲ့ပါညီမလေးရေဖက်နဲ့လေးစီပေးပါဦးနော်ဟုတ်မှာဟုတ်အော်ဒါနဲ့ညီမလေးအမေနေမကောင်းဘူးဆိုဘာလို့လောက်လာတာလဲညအမေတို့အားစီတော်လေးဝယ်ပါပေးလိုက်နော်ရတယ်မယူပါဘူးမအားယူပါညီမလေးရေနှစ်ပြန်လောက်နားလိုက်နော်ကြားလားအမေကိုပြန်ပြုစုလိုက်ပေါ့အမေဆိုတာဘယ်တော့မှပြန်စားလို့ရတဲ့အရာမဟုတ်ဘူးညီမလေးရဲ့ဟုတ်ကဲ့ပါဟဲ့မဲအလောက်ဘလို့ဒီမှာပကံလေးမစေဘူးမဲငါမတရားလောက်ထုတ်ခိုင်းမှာမလုပ်ပါနဲ့ကြီးလေးရဲ့ကိုတောင်းမှမှာကိုလည်းဒီမှာလုံနေတာပဲလေပြောလိုက်ရဟောင်းနေရပဲလောက်လိုက်ဆောက်တူလဲတော်အော်ညီကိုခွင့်တောင်းကြလေတခုရှိတယ်ပြောကိုမိမနေမကောင်းတော့ခွင့်လေးတရားလာယူလို့ရမှာဘာမနေ့ပြန်နားချင်းသေးတယ်ဟုတ်လားဈေးရောက်လို့မကောင်းတာပဲလာနေရှိနေပြီတောင်းနေကနားချင်းသေးတယ်အေးနေနိုင်လေမနေ့ပြန်လောက်မစင်တော့နဲ့ဒါပဲဒါဆိုလဲကျွန်တော်မနာတော့ပါဘူးဗျမနည်းဆိုင်မှာကျွေးရှင်လာဆဲဝါနော်အတုံးမပေးရ3-4လရှိနေပြီလေအဲ့ဒါအမလုပ်လေအေးပါဟဲ့ငါဟိုဘက်ဆိုင်ကလို့စီမှာဘူးတောင်းကြည့်အောင်မယ်ဖြစ်ပါမလားအမဖြစ်ပါလေဟဲ့လာပြီးရောဆိုရယ်ကဲညီမလေးအမတို့ကိုညီပါအောင်အမတို့မှာအကျွေးတွေဝိုင်းနေတာလေညီမလေးသိပဲအမတို့ပတ်စံလေးနည်းနည်းတော့ခဏလဲထားပါလားအမတို့ပြန်စားမှာပါတော့ပေါ့တကယ်ချင်းငါတို့မှတော့ကူညီပါဦးအမကျမငငယ်ကကျမအမေအမတို့စီမှာတောင်းမှန်ပြီးပတ်စံချေခဲ့တာအမမမိလားသူအမတို့စီမှာဘလို့ခါရပြီးပတ်စံချေခဲ့တဲ့ဆိုတာရောအမတို့မမိလားအမတည်တည်ပြန်ဆက်ပါမယ်ညီမလေးရဲ့စားမယ်လုံးမနေနဲ့အမတို့ဒီလောက်အဆင်မပြေတာဘလို့ပြန်စားမှာလဲရှိလည်းမပေးချင်းနိုင်ပါဘူးတော့အမတို့ကျမမချီနိုင်ဘူးတခြားသူမှတော့ချီလိုက်လောက်ပါညီမလေးရဲ့အမတခြားသူစီမှာလည်းလိုက်ချီပါပြီတရားမှမချီကြလို့ပါဘသူချီမှလဲအမတို့ကိုဘသူမှမယုံတာကိုခဏပဲကြည့်လေအမတို့ရဲ့ဝန်တန်းကိုအမတို့ဆက်ဆံလာအမတို့အဲ့လိုမျိုးပြန်ဆက်ဆံရင်ရောအမတို့လက်ခံနိုင်မှာလားညီမတို့ပတ်စံမချီခဲ့တော့ကညီမတို့ဘယ်လိုမျိုးခံစားခဲ့ရလဲဆိုတော့အမတို့နားလေကြွေးဘူးလားနားမလေကြည့်ရင်တော့အမတို့ရင်တည်မပြောသင့်ပါဘူးနေလေတူပဲတန်းစင်ဒါပဲလူဆိုတာ
ကိုဖြစ်မနာတက်ကြတာကိုယ်တိုင်မခံစားဘူးရင်စာနာနားလည်းပေးတတ်မှာမဟုတ်ဘူးရောအမတို့လူချင်တဲ့ပတ်စံညီမပေးလိုက်မယ်ဘာလို့လဲဆိုတော့ဒီခံစားချက်ကိုညီမနဲ့နာချင်းခံစားခဲ့ဘူးလို့ဒါမဲ့အမတို့ညီမတို့တစ်ခုတော့ပြန်ပေးရမယ် ဘာများလဲညီမ ယုံကြည်မှုဆိုတာတခြားသူကကိုယ့်ပေါ်ယုံကြည်လို့တန်ဖိုးထားလို့စာနာလို့ပေးတဲ့ပတ်စံဟာအကျွေးမဟုတ်ယုံကြည်မှုတစ်ခုပဲအဲ့ဒီယုံကြည်မှုဆိုတာနားလေတက်ရင်ပြန်ဆက်ဖို့မမေ့ပါနဲ့ မနာလဲပါပြီညီမရဲ့ညီမလေးတွေအမကျေးဇူးအများကြီးတင်ပါတယ်မတော့တောင်းခွင့်ပြုပါဦး